ဒီဖုန်းလေးကဖွင့်လိုက်ပြီဆိုတော့ vibrate တုံးတင်းတင်းပိတ်သွားပါပိတ်သွားတယ်လုံးလေးနောက်ပြီးတော့မှန်လေးကွာထားပါတယ်မှန်လေးဟာလည်းကျွန်တော်ဒီ air လေးနှမျိုးကိုပြစ်တင်မှာဖြစ်ပါတယ်မှန်ဟာလည်း air လေးရော vibrate power ထည့်တဲ့မြောက်တဲ့ air လေးရောပြစ်တင်မှာဖြစ်ပါတယ်ဘာမှမဖြစ်ဘူးထဲထဲရောက်နေအောင်ကြည့်ထဲထဲရောက်နေလို့ဆိုရင်โอเคရောတော့ဘာပြောလဲကျွန်တော်လုပ်ဆက်ပြခဲ့တဲ့ကဆက်တာလုပ်လို့ဒီနားမှာဆက်တာလို့ရှိရင်အဲ့ဆက်တာမှဟုတ်ပါမလားနော်အဲ့ဆက်တာမှဟုတ်ပါဆက်တာလုပ်လို့တော့ဒီကနာလေးတော့ဒီလိုကြာကြီးတော့ဟုတ်ကဲ့ထဲထဲရောက်ပါပြီအားလုံး okay ဖြစ်တယ်ကျွန်တော်ပါ